အဲ့တော့တချို့လူငယ်လေးတွေဥစဉ်ကိုမေးတာပေါ့အရှင်ဘုရားတစ်ခါတလေမှာတပည့်တော်ရဲ့မိဘတွေမှားနေတာလေးတွေတွေ့ရတယ်ပေါ့အဲ့တော့သားသမီးတွေကပြန်ပြောရင်ငရဲကြည့်မလားလို့ဒီလိုမေးတယ်မိဘတွေမှားနေတာကိုသားသမီးကပြန်ပြောရင်ငရဲကြည့်လားပြန်ပြောတယ်ဆိုတာကဒေါသနဲ့ပြောတာကိုဆိုလိုတာလေမှားနေတာကိုတော့ထောက်ပြခွင့်ရှိတယ်ပေါ့အကြီးကမှားနေတယ်ဆိုလို့ရှိရင်လည်းအငယ်ကထောက်ပြခွင့်ရှိပါတယ်အကြီးကသာအမြဲတမ်းမှန်နေတာမဟုတ်ဘူးအငယ်ကိုသာလည်းအကြီးကဆုံးမခွင့်ရှိတာမဟုတ်ဘူးအကြီးမှားနေလည်းအငယ်ကထောက်ပြခွင့်ရှိတယ်အငယ်ကိုလည်းအကြီးကတုံ့တင်ခွင့်ရှိတယ်အကြီးကိုလည်းအငယ်ကထောက်ပြခွင့်ရှိတယ်တခုတော့ရှိတယ်အကြီးနဲ့အငယ်ဖြစ်တဲ့အတွက်ကြောင့်အကြီးတွေမှားနေတဲ့အခါမှာအငယ်ကဂါရဝတရားနဲ့ပြောရတယ်မှားရခေါင်းလားဆိုပြီးတော့ဒေါနဲ့မောနဲ့ထောက်ပြတာမျိုးပုတ်ခတ်တာမျိုးကဲ့ရတာမျိုးမလုပ်အောင်တူတယောက်မှားနေခဲ့လို့ရှိရင်မေတ္တာတရားနဲ့ပြုပြင်ပေးရတာလေအဲ့တော့ကိုယ့်တဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်လူကြီးတွေမှားနေတယ်ဆိုရင်အငယ်တွေကမပြောရဲလို့မရအောင်မပြောရဲရင်ဘာဖြစ်တယ်လဲဆိုတော့လောကမှာအဲ့ဒီအမားတွေကကြာသွားတဲ့အခါမှာအမှန်တွေဖြစ်သွားတတ်တယ်လေအမားကြာရင်အမှန်ဖြစ်သွားတယ်လူကြီးတွေမှားရင်ပိုဆိုးသေးတယ်အဲ့တော့လူကြီးတွေမှားပြီဆိုရင်အငယ်တွေကရဲရဲဝံ့ဝံ့ထောက်ပြရမယ်ဘယ်လိုထောက်ပြမလဲဆိုတော့ဂါရဝတရားနဲ့ပေါ့မယုံမသေးတော့မလုပ်အောင်ဦးဇင်းတို့စာပေထဲမှာဆရာတစ်ပည့်နှစ်ပါးဆုံးခံကြွဆရာကအရှိရဆုံးခံကြွတစ်ပည့်ကနောက်ကလိုက်ပေါ့ဆုံးခံရင်းနဲ့ဆရာကတချို့တက္ကမတွေနဲ့စကားတွေပြောကြတယ်တစ်ပည့်ကနောက်ကနားထောင်တယ်စကားပြောရင်းနဲ့အဲ့ဒီမှာတချို့သောစကားတွေကဘောင်လွန်လာတယ်ဘောင်ကျော်လာတယ်ဝီနီးနဲ့မအပ်မဆက်မညီတဲ့စကားတွေပါလာတယ်အဲ့ဒီခါကျတော့တပည့်ဖြစ်သူကမယုံမသိနဲ့မပြောရအောင်အရှင်မင်းကအဲ့ဒီစကားမပြောနဲ့အာဘက်တဲ့နဲ့မပြောနဲ့ဆိုအဲ့လိုအထက်စီးရနေမပြောရအောင်ယူတည်လေးလက်အုပ်ရှိပြီးတော့အရှင်ဘုရားဒီလိုစကားမျိုးပြောလို့ရှိရင်အဆက်ပါသလားဟောမပြောနဲ့ဆိုတဲ့ပုံစံမျိုးအထက်စီးရနေမပြောရအောင်မေးတဲ့ပုံစံမျိုးနဲ့ခြောက်ရတယ်ဒီလိုစကားမျိုးပြောရင်တင့်တော်ပါသလားဗျာဒီလိုစကားမျိုးပြောရင်အဆက်ပါသလားဗျာဒီလိုစကားမျိုးပြောရင်ဝိနည်းနဲ့ညီပါသလားဗျာလို့လက်အုပ်ကလေးချီးပြီးတော့ရိုးရိုးသေးသေးပြောရတယ်ပေါ့ပရိယေသုံးရတယ်လို့ခေါ်တယ်ဒါကြောင့်အကြီးမှားနေလို့ရှိရင်နော်အငယ်တရားလည်းထောက်ပြခွင့်ရှိတယ်ခါရဝတရားလေးနဲ့ပေါ့ခါရဝတရားလေးနဲ့အကြီးကိုထောက်ပြလို့ရတယ်အပြစ်မရှိဘူးအကုသိုလ်မဖြစ်ဘူးကုသိုလ်ရတယ်နော်အဲ့ဒါလေးကအရေးကြီးတယ်ဒါမှဦးဇင်းတို့လောကမှာအမှန်တရားတွေထွန်းကားလာမှာပေါ့တခါအငယ်တွေမှားလို့ရှိရင်အငယ်တွေလွဲနေလို့ရှိရင်အကြီးကလည်းထောက်ပြမှာပဲဆုံးမမှာပဲမဆုံးမရင်စိုးစောကပြောသလိုလမ်းလွဲတွေလိုက်နေကြမှာပေါ့ဒါပေမဲ့အကြီးကအငယ်ကိုပြောတဲ့အခါမှာနိဝါဒတရားနဲ့ပြောရတယ်နိဝါဒဆိုတာမာမာနကိုနှိမ့်ချပြီးပြောရတယ်ငါအကြီးပဲနင်ကအငယ်မှားရခေါင်းလားဆိုပြီးတော့အပေါ်စီးကနေမှားလို့ဆိုပြီးတော့ငင်းကန်ချုံချတာမျိုးကဲ့ရဲ့တာမျိုးအပြစ်တင်တာမျိုးဖိနှိပ်တာမျိုးမလုပ်အောင်မေတ္တာတရားနဲ့ကရုဏာတရားနဲ့ပြုပြင်ပေးရတယ်ကုညီပေးရတယ်ဖေးမှပေးရတယ်တော့နိဝါဒပေါ့နော်မာမာနကိုနှိမ့်ချပြီးတော့အေးဒါကတော့မသိတော့ဘူးဒါကဒီလိုဖြစ်တဲ့နဲ့ဒီလိုလုပ်တဲ့နဲ့ဒီလိုဆိုရင်တော့ပိုကောင်းမှာပဲဆိုတဲ့ပုံစံမျိုးနဲ့သူ့ပေါ်မှာငဲ့ညာထောက်ထားသနာတဲ့စိတ်မေတ္တာစိတ်တွေနဲ့ပြောပြရတာပေါ့ဒါကြောင့်အကြီးလဲမှားနိုင်တာပဲအငယ်လဲမှားနိုင်တာပဲနော်ကြီးတာငယ်တာနဲ့မဆိုင်ဘူးအသက်ကြီးပေမဲ့မှားတာတွေရှိနိုင်တယ်ငယ်နေပေမဲ့မှန်တာတွေလည်းရှိနိုင်တယ်ဒါကြောင့်ဘသူပဲမှားအငယ်ပဲမှားအကြီးပဲမှားလို့ရှိရင်လမ်းမှန်ကိုရောက်အောင်မေတ္တာစိတ်ကရုဏာစိတ်တွေနဲ့တက်မဲ့ပေးကြရမှာဖြစ်တယ်အဲ့တော့အကြီးမှားရင်အငယ်ကထောက်ပြပါဂါရဝတရားနဲ့ထောက်ပြပါအငယ်မှားလို့ရှိရင်အကြီးကလည်းနိဝါဒတရားမာမာနနှိမ့်ချပြီးတော့ထောက်ပြပါအဲ့လိုဆိုလို့ရှိရင်လောကကြီးမှာအမှန်တရားတွေထွန်းကားလာမှာဖြစ်တယ်ဓမ္မတွေထွန်းကားလာမှာဖြစ်တယ်ပေါ့အဲ့ဒါဟာကြီးပွားကြောင်းပဲလို့မြတ်စွာဘုရားဟောထားတယ်နော်အချင်းချင်းအဲ့လိုမျိုးထောက်ပြကူညီချမယ်ဆိုလို့ရှိရင်သာသနာမှာလည်းကြီးပွားတယ်လောကမှာလည်းကြီးပွားတယ်
ဒါကြောင့်ဦးဇင်းတို့မိဘတွေမှားနေတဲ့အခါမှာသာသမီကမေတ္တာတရားနဲ့ဂါရဝတရားနဲ့မိဘကိုပြောပြရတယ်ပြောပြလို့မရရင်ကိုအရှင်ဘုရားဘယ်လိုလုပ်မလဲဒေါသမထွက်ရအောင်မိဘဆိုတာလူကြီးပဲကျေးဇူးရှင်ပဲမပြစ်မှားရအောင်မှားရကောင်းလားဆိုပြီးမပြစ်မှားရဘူးမိဘဆိုတာကျေးဇူးရှင်လွန်ကျေးဇူးကြီးတဲ့ကျေးဇူးရှင်အဲ့တော့ဒေါသနဲ့မိဘကိုအော်ကြီးဟစ်ကျဲပြောတာမျိုးမလုပ်အောင်ဦးဇင်းတို့မာကနောဆရာတော်ဘုရားကြီးရဲ့ကိုချင်းအဘိဓမ္မာထဲမှာဗာမိတ်တယ်ဆိုတော့အေးလူကြီးတွေမှားနေတာကိုလူငယ်တွေကတတ်နိုင်သမျှမေတ္တာရှိတာဂါရဝတရားရှိတာပြီးတော့ထောက်ပြပါအကယ်၍ဘလို့မှမရရင်လည်းပဲမပြစ်မှားရဘူးမိဘရဲ့ကျေးဇူးတွေကိုအောက်မေ့တရိယာပြီးတော့ကိုတက်နိုင်တဲ့ဘက်ကပဲကူညီပေးလိုက်ကြပါတဲ့နော်တဲ့မဲ့လို့ရရင်လည်းရပါတော့မရရင်လည်းကိုနိုင်တဲ့ဘက်ကပဲကျေးဇူးကိုတရိယာပြီးတော့ကူညီကြပါမိဘကိုတော့မပြစ်မှားကောင်းပါဘူးမစော်ကားကောင်းပါဘူးဒေါသနဲ့ပြန်ပြီးတော့မပြောကောင်းပါဘူးနော်အဲ့တော့ဒေါသနဲ့ပြောရင်တော့ဒါအကုသိုလ်ပဲနော်ဒါကြောင့်ဦးဇင်းတို့အငယ်တွေကအကြီးတွေကိုပြောကောင်းတယ်ဆိုပေမဲ့လည်းမချေမငန်ဒေါသနဲ့တော့မပြောကောင်းပါဘူးဂါရဝတရားနဲ့မေတ္တာတရားနဲ့လေးလေးစားစားယူယူသေးပြောကြရမှာဖြစ်တယ်ပေါ့အေးကောင်းပြီဒါကြောင့်ငယ်ပေမဲ့အထင်မသေးကောင်းတဲ့အရာ၄မျိုးရှိတယ်ဆိုတာကိုမြတ်စွာဘုရားဟောလိုက်တဲ့အခါမှာဘောဓလာမင်းကြီးကသဘောပေါက်သွားတယ်ပေါ့နော်ဒါကြောင့်ဒီနေ့အလူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးဒီနေ့ခေတ်မှာလူငယ်တွေကိုအထင်သေးလို့မရတော့ဘူးလူငယ်တွေဟာမျက်စိကျဲနားကျဲအမြင်တွေကျဲလာကြပြီဖြစ်တယ်ဒါကြောင့်ဦးဇင်းတို့အမားတွေကိုစုပ်ကင်မထားကြဘဲနဲ့မှားနေတာတွေရှိရင်ရဲရဲဝံ့ဝံ့ပြင်ကြပါမှန်နေတာတွေရှိရင်လည်းရှေ့ဆက်ပြီးတော့ရဲရဲဝံ့ဝံ့ချောက်ကြပါဒါမှလောကကြီးမှာအမှန်တရားတွေထွန်းကားပြီးတော့ကဘာကြီးဟာငြိမ်းချမ်းကြမှာဖြစ်တယ်ဒါကြောင့်ဒီနေ့လူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးနော်အမှားတွေကိုပြင်အမှန်တွေကိုဆက်လက်ခြောက်လန်းနိုင်ကြပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့အမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုစီစူးစမ်းအားထုတ်နိုင်ကြပါစေကုန်သတည်း